သေသွားတဲ့သူတွေကစကားပြတ်မပြောနိုင်တော့ဘူးလို့တင်ထင်ပါသလားလူသက်သမားတွေကသူတို့အပြစ်ကနေလွတ်မြောက်နိုင်တယ်လို့တွေးကောင်းတွေးနိုင်ပေမဲ့ရှေ့နေရှင်နဲ့တွေ့ရင်တော့အကုန်ပြောင်းလဲသွားမှာပါဘာလို့လဲဆိုတော့သူကသေဆုံးသွားတဲ့ဝိညာဉ်တွေကိုမြင်နိုင်ုံတင်မကပဲသူတို့ရဲ့ပူးကပ်မှုကိုပါခံယူပြီးတရားမျှတမှုကိုရှာဖွေပေးနိုင်လို့ပါပဲဒါပေမဲ့ရှင်ကအစတည်းကဒီလိုစွမ်းရည်မျိုးရှိခဲ့တာမဟုတ်ပါဘူးလွန်ခဲ့တဲ့တစ်နှစ်ကသူဟာညံကောင်းပြီးအရေးချင်းရှိပေမဲ့အလုပ်အင်တာဗျူးတိုင်းမှာပယ်ချခံနေရတဲ့အလုပ်လက်မဲ့ရှေ့နေလေးတစ်ယောက်ပါအကြောင်းရင်းကတော့သူ့ရဲ့အရေးချင်းကြောင့်မဟုတ်ပဲအဂတိလိုက်စားမှုနဲ့ဆွဆွဲခံရပြီးကွယ်လွန်သွားတဲ့ရှေ့နေဖခင်ဖြစ်သူရဲ့နာမည်ဆိုးကြောင့်ဖြစ်နေပါတယ်အလုံးမရတဲ့အဆုံးရှင်ဟာသူ့အမေစီကပတ်စံကိုခိုးယူပြီးကိုပိုင်ရှေ့နေရုံးခန်းလေးတစ်ခုဖွင့်ဖို့စ조사ပါတော့တယ်သူရွေးချယ်လိုက်တဲ့နေရာကတော့မြင်ကွင်းလှလှလေးမြင်ရပေမဲ့အနံ့အသက်ထူးဆန်းနေတဲ့အခန်းဟောင်းလေးတစ်ခုပါအဲ့ဒီနေရာကမင်းညမှကွယ်လွန်သွားတဲ့ဘေးရင်ဆရာတယောက်ရဲ့နေရာမှန်းသူမသိခဲ့ပါဘူးရုံးခန်းထဲမှာတွေ့တဲ့ထူးဆန်းတဲ့ပြာအိုးတစ်လုံးကိုမိမိလိုက်ရာကနေရှင်တယောက်သတိလစ်သွားပြီးနိုးလာတဲ့အခါမှာတော့သူ့ရှိမှလေထဲမှာပြန်ဝဲနေတဲ့တရေတကောင်ကိုစတင်မြင်တွေ့လိုက်ရပါတော့တယ်။အဲ့ဒီတရေကတော့သူ့ကိုယ်သူဘသူမှန်းမသိတဲ့ဝိညာဉ်တစ်ခုပါစုံစမ်းကြည့်လိုက်တဲ့အခါသူဟာဆေးရုံမှာရိုးရိုးခွဲစိတ်မှုလုပ်ရင်းအမှားယွင်းကြောင့်သေဆုံးသွားခဲ့ရတဲ့လေကိန်ဖောင်ဖြစ်နေတာကိုသိလိုက်ရပါတယ်။ဆေးရုံဘက်ကတော့နှလုံးရောဂါနဲ့သေတာလို့လိမ်ညာထားပေမဲ့တကယ်တော့ဒါဟာဆေးဘက်ဆိုင်ရာအမှားယွင်းတစ်ခုပါ။လီရဲ့ဇနီးသိမ့်မင်းကျူးကတရားစွဲဖို့စ조사ပေမဲ့တစ်ဖက်ကရှေ့နေကတော့နာမည်ကျော်ဟန်နိုင်ရန်ဖြစ်နေပါတယ်။သူမကရှင်ကိုအင်တာဗျူးတုန်းကနှင်ထုတ်ခဲ့တဲ့ရက်ဆက်တဲ့ရှေ့နေမကြီးပေါ့။တရားရုံးမှာဆရာဝန်ကလိန်ညာထွက်ဆိုပြီးလီကိုလူဆိုးတယောက်လိုပုံဖော်လာတဲ့အခါမှာတော့ဝိညာဉ်လီဟာဒေါသထွက်ပြီးရှေ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပူးလိုက်ပါတော့တယ်။တရားရုံးထဲမှာတင်ဆရာဝန်ကိုရိုက်နှက်ဖို့စ조사တဲ့အထိဖြစ်ပျက်သွားတဲ့အခါမှာတော့ရှေ့နေရှင်တယောက်ဒီအမှုကိုဘယ်လိုဆက်ပြီးအနိုင်ယူမလဲသူတို့ရှာနေတဲ့သက်သေသူနာပြုလေးကိုရောရှာတွေ့မှာလား